now me piano I say I don't go loco Kuchama ye kabale say le boba so to be jump la mo ye ka le song ya me la ma she ne ham sim to bed ching oh my see my people not to Chico Samuel Jada Chibi Samuel Nidire Yeah 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 I need you boy need you baby Wali baby Yo shriya chinya Kaya ni de bua Kay nui lo boba kuma In your eyes nose lips the way she used to touch my skin you get down to your chin Nasa tega Ni yesete ဖြောပြမှုတွေအကုန်ပြီးစီးသွားပြီးနောက်ဆုံးရလက်ကျင်ညာဖို့သာကြံပါတော့တယ် ပြောတတ်ဘူးမခံမတတ်ဘူး ဟုတ်ကဲ့တရားကျွန်တော်တို့ဘက်မှာရက်တီဗီပေးရဆိုလို့ရှိရင်တော့ကျွန်တော်နောက်တစ်ဆင့်ပါသွားခင်ထက်ကြိုးစားမယ်ပေါ့ လက်ရှိထုတ်ပယ်ခံရဖို့အလေးတာနေတဲ့ Green Papaya ပြီးတော့ Aliens Blueprint Nosasa Edo Special Guest တွေရဲ့အမှတ်ကထပ်ပေါင်းထားတဲ့ရလက် Galaxy Star ခီးစဉ်ကိုအဆုံးသတ်ရမယ်ကံမကောင်းတဲ့အဖွဲနှစ်ဖွဲကတော့ဘယ်သူတွေများဖြစ်လာလိမ့်မှာလဲ စိတ်လှုပ်ရှားစွာနဲ့ရလက်ကိုစောင့်မျှော်နေတဲ့ top တွင်အရင်ဆုံးလက်ရှိအမြင့်ဆုံးရမတ်ကိုမှတ်တမ်းတင်ထားတဲ့အနေမင်းအင်ကစင်မြင့်မော်ကိုတက်လာပါတယ်ဒီတစ်ခါမှရောအဆင့်1နေရာကိုထိမ့်သိမ်းထားနိုင်မှာလား 그러니까 뭐뭐 한 거야 အသာစီးရနေတဲ့ရလက်ကိုထုတ်ပေါ်လိုက်တဲ့နေမင်းအိမ်သူ့ကိုစိန်ခေါ်နေတဲ့လက်ရှိအစစ်နှစ်ခီးကစင်မြင့်ထက်ကိုတက်လာပါပြီအပြောင်းလဲတော့မရှိခဲ့ပါဘူးပြီးခဲ့တဲ့ရော်ဒီယော်ရဲ့နိုင်မှုကိုကြော်ဖြတ်ပြီးအစစ်နှစ်ကိုတက်လာတဲ့ခီးတီဆိုပြီးတဲ့နောက်မှာ top 12ရဲ့အငယ်ဆုံးလေးလာဒင်ထားရဲ့အလှည့်ပဲဖြစ်ပါတယ် 얘한테 안 됐을 것 같아 그러니까 나도 지금 이렇게 써놨거든 대결 구도를 해도 될 것 같다 네임네임하고 ဒရိုက်တာတွေကအသိမဲ့ပြုတ်ခဲ့ရတဲ့မုံရှိုးနေတဲ့အရေးချင်းရှိသူလာဒင်ထားကြီးအပြောင်းလဲတော့မရှိခဲ့ပါဘူးပြီးပြေဆုံးတဲ့အာတန်သူအဖြစ်ပေါ်ထွက်လာတဲ့နေမင်းအင်ကနောက်ထပ်တစ်ခါအစင့်တစ်နေရာမှာတည်မြဲပြီးအနိုင်ရသူနေရာဖြစ်သွားပါတော့တယ် ဆိုတော့အဲ့ဒီအတွင်းပေါင်ထီတော့ကျွန်တော်ကစူးစမ်းခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနေ့အခုလိုမျိုး1 to 5အတွင်းဝင်ခဲ့တာလို့ထင်ပါတယ် လာဒင်ထားကြီးနဲ့အမှတ်3မှတ်သာကွာဟနေတဲ့ဟန်နီထွန်းဝေရဲ့နောက်ဆုံးရမှတ်ကတော့လက်ရှိအဆင့်5ဖြစ်တဲ့မာကို Hidden Points ကိုထပ်ပေါင်းထားတဲ့နောက်ဆုံးရမှတ်ကတော့နောက်ဆုံးအဆင့်3ကိုတက်လာတဲ့ Latin Tari အနိုင်ရသူနေရာကိုသွားပါပြီ အရင်လဲပြော်တယ်ညီမအခုလိုမျိုး top 10နဲ့မှာအဆင့်3ရရှိတဲ့အတွက်အရင်လဲဝန်တာပါတယ်လို့ ပူးရဲအနေနဲ့အဆင့်6ကိုရောက်လာတဲ့ Saw a Semu Mino ဂျွန်တန်က Hidden Points ကိုထပ်ပေါင်းထားတဲ့ရလက်အရာသူတို့ရဲ့ကံကြမ္မာကတော့ဘလို့များကွဲထွက်သွားမှာလဲမာကိုကိုကြော်တက်ပြီးအဆင့်5သို့အလှည့်ပြောင်းဖြစ်ခဲ့တဲ့ Saw a Semu တကယ်လို့မီနိုက439မှတ်နဲ့အထက်ကိုရရှိခဲ့ရင်တော့ဓာတ်ရိုက်အနိုင်ရရှိသူနေရာစီသွားနိုင်မှာဖြစ်ပါတယ်သူမရဲ့ကံကြမ္မာကတော့
လက်ရှိရမယ့်အနှိမ့်ဆုံးကိုရရှိခဲ့တဲ့မီနိုကိုနောက်ကောက်ချပြီးအနိုင်ရတာတေချာသွားပြီဖြစ်တဲ့စောအစိမ်းမှုကတစ်ဖက်ကိုနေရာပြောင်းသွားပါပြီ Hidden Points ကိုထပ်ပေါင်းထားတဲ့ရလက်အရာအဆင့်သတ်မှတ်မှုအရွှေ့ပြောင်းစဖြစ်လာတဲ့အလဲအလက်အဆင့်တွေအခုဂျွန်တန်ကရဲ့ရမှတ်ကိုချိန်ညာရမယ်အချိန်ပဲဖြစ်ပါတယ် 오 올라왔어. 올라왔어? 오 뒤집었다. 마르코 မာကိုနဲ့မီနိုကိုချန်ရစ်ပြီးအနိုင်ရသူလိုင်းကိုရှော့ရှော့ရှူရှူရောက်သွားတယ်ဂျွန်တန်က အရန်ပြောပါတယ်အရန်ဒီ top 10ပေါ့နော်ဒီကျိုးစားပြီးတက်ချင်ခဲ့ရပါတော့ Hidden Points ကိုထပ်ပေါင်းတဲ့နောက်ဆုံးရလက်အရာရှင်းရှင်းလင်းလင်းကြီးကိုပိုင်ခြားသွားတဲ့ပြိုင်ပွဲဝင်တွေရဲ့ကန့်ကြမ္မာ အခုအောက်ဆင့်တိုင်ပွဲတွေရဲ့ရမှတ်ကြေညာမှုသာကြန့်ရှိပါတော့တယ်သူတို့ရဲ့အကြာဘသူကအံ့ဩပွေရာတွေကိုထွက်ပေါ်စေပြီးအောက်ဆင့်ကနေရုံးထွက်နိုင်ပါလေအရင်ဆုံးနော်ဆက်ဆက်အဲတို့ရဲ့နောက်ဆုံးရမှတ်ကိုအတိပြုတ်ရမယ့်အချိန်ဖြစ်ပါတယ်မီနိုထက်ပိုနှိမ့်တဲ့ရမှတ်ကိုရရှိခဲ့တဲ့နော်ဆက်ဆက်အဲတို့နောက်ဆုံးမှာအနိုင်ရအဖွဲ့တွေရောက်ရှိသွားတဲ့မာကိုကအနိုင်ရသူနေရာစီထွက်သွားပြီးဆိုလိုရီအကြားအနိုင်ဆုံးရမှတ်ကိုရရှိခဲ့တဲ့လူပရင်းရဲ့ကန်ချမာကတော့လက်ရှိနော်ဆက်ဆက်အဲဒိုနဲ့လူပရင်းကစင်မြင့်ပေါ်ကြန့်ရှိနေတဲ့အကြားမှာ Aliens ရဲ့ကန်ချမာကိုအတီးပြုတ်ရမယ့်အချိန်ဖြစ်ပါတယ် Aliens ရဲ့ရမှတ်က425မှတ်အောက်ဖြစ်ခဲ့ရင်နော်ဆက်ဆက်အဲဒိုကအနိုင်ရသူနေရာကိုရွှေ့ပြောင်းရမှာဖြစ်ပါတယ် Aliens ရဲ့နောက်ဆုံးရမှတ်ကတော့ Aliens နော်ဆက်ဆက်အဲဒိုကိုတမတ်ကွာနဲ့အသာစီးကအလှည့်ပြောင်းဖြစ်ပြီးအနိုင်ရသွားပါတယ်ဒီသုံးဘွဲ့ထဲမှာမှတစ်ဖွဲ့တည်းသာ top 10ကိုဝင်ရောက်နိုင်မှာပါကံကြမ္မာစောင့်နှက်ရဲ့မျက်နှာသာပေးခြင်းကိုဘသူကခံရမှာလဲတော့ပါတော့ပါချင်တာပေါ့ဒါပေမဲ့တခြားပြိုင်ပွဲဝင်နေရလဲဒါတော့ရဆိုတော့အားလုံးပါချင်ပါတယ်အဖွဲ့ကွဲပြားနေတဲ့အန်ဒီယာကိုကြော်ဖြတ်လာခဲ့တဲ့ Green Papaya Hidden Points ကိုထပ်ပေါင်းပြီးရလက်အရာအံ့အားသင်ပွဲရာတွေကိုပြသနိုင်မှာလားဒါမှမဟုတ်နော်ဆက်ဆက်အဲဒိုနဲ့လူပရင်းတို့တဲကတယောက်ရှင်ကြံရစ်ခဲ့မှာလားသုံးဘွဲ့လုံးရဲ့ကန်ချမာကိုပိုင်းခြားပေးမယ် Green Papaya ရဲ့နောက်ဆုံးရမှတ်ကတော့အဆုံးသတ်မှာအောက်ဆုံးအဆင့်မှာရပ်တန့်သွားခဲ့တဲ့ Green Papaya အလိုလျောက်နော်ဆက်ဆက်အဲတို့က Top 10ရဲ့နောက်ဆုံးသောဇက်လိုက်ဖြစ်သွားခဲ့ပါပြီလူဖရင်းနဲ့ Green Papaya ရဲ့ရှင်ပြိုင်မှုကတော့ဒီမှာပြီးဆုံးသွားပြီနဲ့တူပါတယ်ဖရင်းနဲ့တတိယဆုံးလူကဘာသူဖြစ်မလဲအင်ကိုတတိယရတယ်အဲ့တော့အခု Galaxy Star ပြိုင်ပွဲကိုဒီမှာရှုံးနေသွားတယ်ပေါ့နော်ဒီမှာရင်ဆုံးသက်လိုက်ရတဲ့ခန်းစားချက်ကဘယ်လိုရှိမလဲအဲ့ဒါမသိချင်တယ်ညီမတို့အများကြီးလဲပညာရတယ်လို့လိုမျိုးပေါ့နော်တင်စိတ်ရှိပေးတဲ့တော်လိုက်ကျေးဇူးသူတင်ပါတယ်လို့ဟုတ် Galaxy Star Top 10မှာမပါဝင်ခဲ့ရပေမဲ့အားလုံးရဲ့အနုပညာဂီတနဲ့ပတ်သက်ပြီးစိတ်အားထက်သန်စွာနဲ့ရှင်ပြိုင်ခဲ့တဲ့အတွက်ပိုကောင်းတဲ့အနာဂတ်ကိုလည်းဖန်တီးနိုင်မယ်လို့ယုံကြည်ပါတယ်더 노력해서 여러분들이 지금 꾸고 있는 그 꿈을 꼭 만질 수 있기를 또 안을 수 있기를 바랍니다. 이 길을 정말 빨리 가든 늦게 가든
정말 최선을 다해서 열심히 달리다 보면 자기가 이제 바라고 있었던 꿈의 무대에 꼭 설 수 있을 거라고 믿습니다. 네, 합격하신 분들도 그렇고 탈락하신 분들도 그렇고 여기서 절대 멈추지 마시고 네, 좌절하지 마시고 네, 앞으로 더욱더 열심히 해서 갤럭시 스타가 되시기를 꼭 바라고요. 네, 항상 응원하겠습니다. 잘했어. Take a photo. Stop crying. 진짜 아쉽다. 아니야, 미쳤게 우리 자제 가오마. 왜 울어? 무슨 잘했어. 처음에 봤을 때는 솔직히 기대를 많이 하진 않았었어요. 티칭을 2번 딱 받고 깜짝 놀랐어요. 선생님 다 놀랐었어요. 닭스타에 돋고 전율을 느꼈다고 해야 되나? 받아들 습득력들이 엄청나게 빨랐다고. 나딘 타리 친구 플레이를 하는 거 보고 좀 놀랐었어요. 라이브 퍼포먼스를 하는 게 쉬운 게 아닌데. 소울세버예요. 사람을 쭉 끌어당기는 그 목소리와 거기에 또 리듬감이 너무 좋아요, 걔는. 보이그룹 에일리언즈 미얀마에서 최초로 좀 획기적인 트렌드를 이끌 수 있는 보이그룹 되지 않을까. 보여주는 게 전부가 아니고 뭔가 이제 사람들한테 감동을 줄 수 있는 소리 하나로도 감동을 줄 수 있는 그런 멋진 아티스트가 돼 있었으면 좋겠어요. 지난 3주가 너무 행복했어요.